はい、皆さん、こんにちは。セロ、ဒီနေ့ကတော့ဆေးဆေးကဘွန်ဘိုးလေးကိုတစ်ချက်ပြောပြချင်ပါတယ်။အဲ့တော့ဘွန်ဘိုးမှာဘာဘွန်ဘိုးလဲဆိုရင်ဒါ F5 and 4ကဘွန်ဘိုးတွေပါပဲ။皆さんတို့သိပြီးသားပဲပေါ့နော်။ဒါပေမဲ့သိပြီးသားကိုဘာဖြစ်လို့ပြောပြတာလဲဆိုလို့ရှိရင်ဆေးရိုနည်းနည်းပေါ့နော်။သိတယ်အဓိပ္ပာယ်လည်းသိတယ်ဒါပေမဲ့ဟိုပေါ့နော်အဓိပ္ပာယ်မြန်မာလိုပြောရင်တော့တူနေပြီးတော့နည်းနည်းလေးသုံးရတဲ့ရည်ရွယ်ချက်ကွဲပြားတဲ့အဲ့ဒီဘုံဘိုးလေးတွေပေါ့နော်အဲ့ဒါလေးကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ဘာလဲဆိုတာကြည့်လိုက်ရအောင်အဲ့တော့ဆေးတို့ဒီမှာ皆さんတို့မြင်တဲ့အတိုင်းပဲ vat တဲ့ခါရနဲ့ vat တာအတူတဲ့အဲ့ဒီနှစ်ခုရဲ့ကွာခြားချက်လေးတွေကိုဆယ်ဒီနေ့ပြောပြချင်ပါတယ်နှစ်ခုလုံးဒီဒါဘတ်ပြီးရဲ့နောက်ဘတ်ပြီးနောက်ဆိုတဲ့အဓိပ္ပာယ်မြန်မာလိုဘာသာပြန်နေပေါ့နော်အဲ့တော့ vat တဲ့ခါရဒီဒါ vat ရဲ့တဲပုံစံဖြစ်တဲ့ vat တဲ့ရွေပြီးပုံစံကိုသုံးပြီးတော့နောက်မှာခါရကတ်လိုက်တဲ့ဟာ vat တာအတူတဲ့ဒီ vat ရဲ့တပုံစံတခဲပေါ့နော်ဆယ်လိုခဲ့တယ်လို့အဓိပ္ပာယ်ရတဲ့ master နဲ့တူတဲ့တခဲကိုသုံးပြီးတော့အနောက်မှာအတူတဲ့ထည့်လိုက်တယ်အဲ့တော့နှစ်ခုလုံးရဲ့အဓိပ္ပာယ်ဒီဘတ်ပြီးနောက်ဆိုတာပြီးွားရင်ဆေးတို့နှစ်ခုမှာနောက်ထပ်တူတာရှိပါသေးရဲ့ဖားလေအဲ့ဒါက vat ရဲ့တဲပုံစံနဲ့ vat ရဲ့တပုံစံဖောင်ပြောင်းနည်းတွေကလည်းအတူတူပဲဖြစ်ပါတယ်အဲ့တော့ဆေးတို့ကတစ်ခေါက်လောက်ပြန်ပြီးတော့ဖူကူရှူလေးပြန်လုပ်လိုက်ရအောင်အဲ့တော့ဆေးဒီမှာကတော့မီနာဆန်တို့ကိုတဲပုံစံလေးနဲ့ပဲရေးပေးထားတယ်အဲ့တော့ဒီမှာ group 1ဆိုလို့ရှိရင်ဆေးတို့ mask ခဲနဲ့ဖောင်ပြောင်းနည်းကိုလေးလာထားတဲ့သူတွေကကြတော့ichiri ပေါ့နော် group 1ရဲ့ ichiri ဆိုလို့ရှိရင်ဆေးတို့ကဘာလဲဆိုတော့ခြိဆိုင်စွန်းနဲ့တဲနဲ့ကိုပေါင်းနေပေါ့နော် ichiri ကိုဖြုတ်တယ်ခြိဆိုင်စွန်းနဲ့တဲနဲ့ကိုပေါင်းနေပြီးရင် group 1ရဲ့ nimibi ဆိုလို့ရှိရင်เนาะ nimibi ကိုဖြုတ်ပြမယ် on တဲပေါင်းနေခိဆိုရင် it တဲဖြစ်ပြီးတော့ gi ဆိုရင်တော့ it တဲဖြစ်ရမယ်ခိတွေကိုဖြုတ်ပြရမယ်ဒါပေမဲ့ချွင်းချက်ရှိရဲ့ ikimasအဲ့တော့ဆေးရွာ ikimas ဆိုလို့ရှိရင်ခိနဲ့ဆုံးနေရဆိုတော့တကယ်ဆို it တဲလို့ပြောင်းရမှာဒါပေမဲ့သူ့ရဲ့ချွင်းချက်အနေနဲ့ it ခြေဆိုင်ဆိုတဲ့ it တဲဆိုပြီးတော့ဆေးတို့ပြောင်းပေးမယ်ပြီးရင်နောက်တစ်ခုကရှိဆိုရင်ကြတော့ရှိတဲဆိုပြီးတော့ဖြစ်သွားပြီပေါ့နော်အဲ့တော့ဒါဒီဆေးတို့ group 1ရဲ့ဖောင်ပြောင်းနေအဲ့တော့ဒီမှာဒီဆေးတို့ကတဲနဲ့တနဲ့အတူတူပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ခြေဆိုင်စတာ on ဒါ it တာ it ဒါ it တာရှိတာဆိုပြီးတော့တာပုံစံနေနဲ့ဆိုရင်ပြောင်းပေးလို့ရတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကျတော့ group 2ကကျတော့ဆေးတို့တွေက mass လေးကိုဖြုတ်ပြီးတော့အနောက်မှာတဲနဲ့တာနဲ့ပေါင်းလိုက်ရပြီ group 3က kimas ဆိုရင် kite shimas ဆိုရင် shite အလုပ်ထားမယ်ဟာဖြစ်တဲ့ kimas လာသည် shimas ကကြတော့လုပ်သည်ပေါ့နော်အဲ့တော့ kite kita နဲ့ shite shita ဆိုပြီးတော့ပြောင်းရမယ်ဒါကတော့စစေးကဒါတဲပုံစံတာပုံစံပြောင်းနည်းလေးကိုပြန်ပြီးတော့ fukushu ပြန်ပြီးတော့ပြုတ်လုပ်ပေးရဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်စစေးတို့အဓိက main ကိုတွားလိုက်ကြရအောင်အဲ့တော့အဓိက main ပေါ့နော် vat တဲခါရနဲ့ vat တာအတူတဲ့ဘတ်ပြီးနောက်သူတို့နှစ်ခုရဲ့ကွာခြားချက်ကိုစစေးကဒီအောက်မှာ ribbon လေးနဲ့ရှင်းပေးထားပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဆေး ribbon မှာကြည့်မယ်ဆိုရင်ပထမဦးဆုံးတစ်ခုကဂေါ်ဟန်ကိုတာပဲတဲခါရာရှီငေါတူကိုရှီမတ်ထမင်းစားပြီးတဲ့နောက်အလုပ်ကိုလုပ်မယ်ဒီမှာတုံးသွားတာဒီတဲခါရာကိုတုံးသွားပါတယ်ဂေါ်ဟန်ကိုတာပဲတာအတူတဲ့ရှီငေါတူကိုရှီမတ်ဒီမှာတုံးသွားတာဒီစိတ်ကဗတ်တာအတူတဲ့ကိုတုံးသွားပါတယ်နှစ်ခုလုံးဒီဒါဂေါ်ဟန်ကိုတာပဲတာအတူတဲ့ရှီငေါတူကိုရှီမတ်ဒီလေထမင်းစားပြီးရဲ့နောက်အလုပ်လုပ်မယ်ပဲဂေါ်ဟန်ကိုတာပဲတဲ့ခါရာရှီငေါတူရှီမတ်ကလည်းထမင်းစားပြီးရဲ့နောက်အလုပ်လုပ်မယ်ပဲအဲ့တော့ဒီနှစ်ခုဒီဆဲတို့ဘာကွာခြားရလဲဆိုလို့ရှိရင်ဂျစ်ကန်အချိန်ကွာခြားပါတယ်အဲ့တော့ဗတ်တဲ့ခါရာကိုတုံးလိုက်ရခြင်းဒီတုံးလိုက်တဲ့ရည်ရွယ်ချက်ဒီချက်ချင်းလုပ်မယ်လို့ဆိုလိုချင်တာပါစုခုပါเนาะချက်ချင်းလုပ်မယ်ထမင်းစားပြီးရဲ့နောက်အလုပ်လုပ်မယ်ချက်ချင်းပေါ့နော်ထမင်းစားပြရနဲ့ချက်ချင်းအလုပ်ကိုလုပ်မယ်ဆိုတဲ့ပုံစံပေါ့နော်အချိန်ကတိတ်ပြီးတော့ထမင်းစားတာနဲ့အလုပ်လုပ်တာရဲ့ကြားထဲမှာပေါ့နော်တိတ်ကွာချမှုရှိမနေတဲ့အခါမျိုးဆိုလို့ရှိရင်ဒီအရှိကထမင်းစားတာနဲ့အလုပ်လုပ်တာနဲ့ကတွားပြီးတော့ဆက်နေရပါပေါ့နော်အဲ့နှစ်ခုကတစ်ခုပြရနဲ့ချက်ချင်းတစ်ခုလုပ်တဲ့ဆိုတဲ့ဆက်နေတဲ့အခြေအနေမျိုးစုခုပေါ့နော်ဆယ်ဒီမှာစုခုလို့ရေးပြတာရဲ့ချက်ချင်းဆိုတဲ့အချိန်ပေါ့နော်ဒီအချိန်တစ်ခုပေါ့ချက်ချင်းဆိုတဲ့အချိန်ကို
ပြောချင်လို့ရှိရင်ကြတော့ vat တဲ့ခါတာကိုသုံးပါတယ်အဲ့တော့ vat သားတို့တွေကကြတော့ဟုတ်ပြီအဲ့တော့ထမင်းစားပြီးရဲ့နောက်အလုပ်လုပ်မယ်လို့ပြောတာကိုဆေးတို့ကတာပဲသားသူတဲ့လို့သုံးလိုက်လို့ရှိရင်ကြတော့ဒီမှာရေးထားပါတယ်စုကိုရှိရာစွန်းတဲ့ခါတာရှိတဲ့မို့ okay เนาะအဲ့တော့ထမင်းစားပြီးရဲ့နောက်ချက်ချင်းလောက်เสียမလို့ဘူးထမင်းစားပြီးရဲ့နောက်ခဏလောက်ကွယ်တီလားလမ်းလေးဟိုပေါ့နော်ဟိုဘယ်လိုပြောရမလဲဆိုလမ်းလေးပါလေးရှောက်ချားထဲမှာအချိန်လေးတစ်ခုဟသွားရဲပေါ့နော်အဲ့လိုမျိုးခဏလေးနားပြီးတော့เนาะဒါမှမဟုတ်လေကွယ်ဖုန်းလေးပါလေအဲ့လိုမျိုးကြည့်ပေါ့အဲ့လိုမျိုးလှုပ်လိုက်ပြီးတော့မှအလုပ်လုပ်တာဒါမျိုးဆိုလို့ရှိရင်ကြတော့ဆေးတို့ကအချိန်ချားထဲမှာထမင်းစားတာနဲ့အလုပ်လုပ်တာရဲ့ချားထဲမှာနည်းနည်းအချိန်ကွာခြားမှုရှိနေတယ်ခဏနားပြီးမှလုပ်တယ်ဆိုရင်လည်း okay တယ်ဆိုတဲ့အခြေအနေမျိုးအတွက်သုံးချင်ရင်ကြတော့ vector အတူတွေကိုသုံးတာများတယ်ပေါ့နော်အဲ့တော့ပြောချင်တာကကြတော့ vector ခါရာဒီဆေးတို့အရှိရအကြောင်းအရာနဲ့အနောက်ကအကြောင်းအရာဒီအချိန်တိတ်ပြီးတော့ကွာဟာမှုမရှိဘူး vector အတူတွေဒီအရှိရလောက်တဲ့အကြောင်းအရာနဲ့နောက်လုံးမဲ့အကြောင်းအရာဒီဂျိုင်းမှာအချိန်ကွာခြားမှုရှိလဲပဲ okay တယ်ပြောရမယ်ဆိုလို့ရှိရင်တော့ vector အတူတွေကိုတုံးလိုက်လာဒီဆေးတို့ jumban ဆိုတဲ့အစင်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်နံပါတ်စင်ကိုပြောရတဲ့အတူတူပဲ။အော်ငါဒါပြီးရင်ဒါလုပ်မယ်။ဒါပြီးရင်တော့ဒါလေးလုပ်ဆရာရှိရအဲ့လိုမျိုးပေါ့နော်။ကိုလုံးမဲ့အစီအစဉ်တွေကိုနံပါတ်အစီအစဉ်အတိုင်းပေါ့နော်။ပြောပြနေတယ်လို့မျိုးပေါ့။အဲ့လိုမျိုးအခြေအနေပို့ပြီးတော့ရောက်တယ်ပေါ့နော်။ vector အတူတွေကကြောက် vector ခါတာကြောက်ဆေးတို့ကဥမာဆိုလို့ရှိရင်အစာစားပြီးဆေးတောက်မယ်။အစာစားပြီးရတယ်ဆေးတို့ကချက်ချင်းဆေးကိုတောက်ရမယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်နည်းနည်းကြာသွားလို့ရှိရင်ဒီဟာကအစာရင်ဆေးဆိုလို့ရှိရင်အစာနဲ့အစာမရှိတဲ့အချိန်အစာနဲ့နည်းနည်းကွာသွားတဲ့အချိန်မှာတောက်လို့မရဘူး။အဲ့လိုမျိုးအခြေအနေတွေရှိတတ်တယ်အဲ့လိုဆိုလို့ရှိရင်ကြတော့ဆေးတို့ကเนาะအစာစားပြီးရနဲ့မှာကောဟန်ကိုတာပဲတဲ့ခါတာเนาะခုစရီကိုနုံမီမဆိုလို့ရှိရင်ဆေးကိုတောက်မယ်เนาะအဲ့လိုမျိုးပေါ့เนาะဒါဒီဆေးတို့ကတစ်ခုနဲ့တစ်ခုအလုပ်ရှိရအလုပ်နဲ့အနောက်ကအလုပ်ချားရဲ့မှာပေါ့เนาะလုံးဝအချိန်กว่าချားမှုတိတ်မရှိဘူးဆိုရင်တိတ်ရှိလို့မရဘူးဆိုရင်ဖတ်တဲ့ခါတာကိုတုံးပြီးတော့ကိုယ့်ရဲ့လှုပ်သွားမဲ့အစီအစဉ်တွေကိုငါတော့ဒါလေးပြီးရင်ဒါလေးလုပ်မယ်ဒါပြီးရင်တော့ဒါလုပ်မယ်ဆိုဒီတိုင်းမဲ့ဆေးတို့လှုပ်သွားမဲ့အစီအစဉ်တွေကိုပြောပြနေတာမျိုးဆိုလို့ရှိရင်အချိန်ကွာခြားမှုခြားထဲမှာပေါ့နော်ရှိလေရတယ်ဆိုတာမျိုးဆိုရင်တော့ vector အတူတွေကိုသုံးပါတယ်တဲ့ကဲဟုတ်ပါပြီအဲ့ဒါဆိုလို့ရှိရင်တော့စေဒီနေ့ပြောသွားတဲ့ vector ခါရာနဲ့ vector အတူတွေဗတ်ပြီးနောက်နှစ်ခုရဲ့မြန်မာလိုတိတ်ပဲတူနေပေမဲ့ဈေးတို့သုံးသွားတဲ့ရည်ရွယ်ချက်တွေအသုံးပြုတဲ့အခြေအနေကွာခြားပုံလေးကိုရှင်းပြခဲ့ရဖြစ်ပါတယ်အားလုံးပဲနားလည်မယ်လို့လည်းထင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးတော့တွေ့ကြပါမယ်ရှင်